မင်္ဂလာပါရှင်ပြန် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Animal Fan အမည်ရတဲ့မွေရင်းစာအုပ်ကလည်းစာရေးဆရာတခင်ဘာတောင်းဘာသာပြန်ရေးသားထားတဲ့ခြေလေးချောင်းတော်လန်ရေးကိုအပိုင်းဆက်တွေနဲ့ဖတ်ပြလာတာအပိုင်းလေးထိပြီးပဲဖြစ်ပါတယ်အပိုင်း9ကိုလည်းနားဆင်ပေးကြပါဦးခင်ဗျာခြေလေးချောင်းတော်လန်ရေးအပိုင်း9အခန်း9တိရစ္ဆာန်များသည်တက်နိုင်သမျှစူးစမ်း၍ဓမီဇက်ကိုတည်ကြသည်လူသားတွေကလည်းသူတို့ကိုစောင့်၍ကြည့်နေကြသည်တတ်မှတ်ထားသည့်အချိန်အတွင်းပြည်အောင်တည်နိုင်တည်နိုင်မတည်နိုင်လင်လူသားမနာလိုအိုတို့ကဝိုင်း၍လှောင်ကြလိမ့်မည်လူသားတို့သည်တိရစ္ဆာန်တို့ပေါ်တွင်စိတ်ကောင်းမရှိကြသဖြင့်ဓမီဇက်ကိုဘော်ပြူလာပြီးဖြတ်သွားသည့်ဆိုခြင်းကိုပင်မယုံကြစာပြီးတေကလေးကအုတ်ထရံကပါပါကလေးပြတ်မှာပေါ့ဟုပြောကြသည်ထရံပါ၍ပြတ်ခြင်းမဟုတ်သည်ကိုတိရစ္ဆာန်များသိကြသည်တို့ဖြစ်သောညလဲထရံကိုအရင်ကထက်နှစ်ဆတိုး၍ထူအောင်လုပ်ကြသည်အရင်ကထရံမှာ1000သာထူသည်ဒီတစ်ခါ2000ထူအောင်လုပ်ထားသည်ဆောင်းတွင်ကြီးဖြစ်၍အလွန်ချမ်းသောကြောင့်အလုံးလုံးရတာအင်မတန်ကြက်သည်ချမ်းကလည်းအင်မတန်ချမ်းသည်အစာကလည်းခါတိုင်းလောက်မပေါ်အလုတ်ကလည်းမတွင်သဖြင့်တိရစ္ဆာန်များမှအားပြော့ပြော့ဖြစ်၍နေသည်ဂျိုကားနှင့်ခွာပြူနှစ်ကောင်မှမူဘယ်တော့မှစိတ်ပြတ်သည်ဟု၍မရှိကြတန်ကြောင်ကအကျိုးဆောင်ရခြင်း၏ပျော်ရွှင်ပွဲကောင်းဟန်နှင့်အလုံးလုံးရခြင်း၏ဂုဏ်ဒရက်ကြီးမြင့်ဟန်တို့ကိုအလွန်နားထောင်ကောင်းအောင်တရားဟောသည်တိရစ္ဆာန်များမှာတန်ကြောင်၏တရားကိုနာရခြင်းထက်ငါအလုပ်ပို့လို့မည်ဟုအမြဲပြောနေသောဂျိုကား၏အတန်ကိုကြားရသည့်အတွက်ပို၍အားရှိကြလေသည်တပေါင်းတစ်ခုကိုကြာသောအခါအစာပို၍ရှားပါတော်ပြန်သည်ပြောင်ရိုးကျွေးခြင်းကိုလည်းအများကြီးလျှော့ပစ်လိုက်သည်ကောက်ရိုးကိုခု၍စားရန်အတွက်လည်းကောက်ရိုးများအောက်ကုန်သဖြင့်အခက်နှင့်တွေ့ကြရသည်တိရစ္ဆာန်များမှာခွဲချမ်းများမြေပဲကုန်များနှင့်သာရပ်ပေါင်းများစွာရောင်ရဲကြရသည်ငတ်မို့ခြင်းဘေးနှင့်တွေ့မိကဲ့သို့ပင်ထင်ရသည်ဤအကြောင်းကိုအပြင်ကလူသားများမကြားမသိရအောင်ဖုံးဖိနိုင်မှဖြစ်တော်မူဓမီဇက်တဲနေရင်ပြတ်သောသဖြင့်လူသားများကအားအရာကြီးရပြီလင်ခြေလေးချောင်းကွင်းအကြောင်းမဟုတ်မတရားနောက်ထပ်ပြောကြသည်လူသားတို့အပြောမှာခြေလေးချောင်းကွင်းတွင်ငတ်ပြတ်၍နေကြပြီအချို့လဲငတ်အချို့လဲကက်တင်၍တေကုန်ကြပြီတကောင်နှင့်တကောင်လဲအမြဲခိုက်ရန်ဖြစ်၍နေကြသည်ဇက်တူသားချင်းလဲစားကုန်ကြပြီနှုတ်ဆုပ်ရွယ်တိရစ္ဆာန်များကိုလဲမကြွေးမွေးနိုင်သဖြင့်တက်ပစ်ကြရပြီးစသည်တို့ပင်သည်ထို့ကြောင့်ဗန္ဓုလာကခြေလေးချောင်းကွင်းတွင်အစာရှားပါနေသည့်အကြောင်းကိုမှန်သည့်အတိုင်းလူသားများသိတော်လင်ကိုကျိုးနဲကုန်ပြီဖြစ်သဖြင့်ဥတာယာကိုခေါ်၍မလိမ့်တစ်ပတ်ဖြင့်ခြေလေးချောင်းကွင်း၌အင်မတန်သားယာဝါပြောဖြစ်နေသည်ဟုအထင်ရအောင်ဝါဒဖြန့်ခိုင်းမှုစီစဉ်သည်ဗန္ဓုလာသည်နွားစားကွက်ဝက်စားကွက်စသည်များကိုအောက်ကတဲမပြေးတပြည့်ဖြစ်ထည့်ပြီးလင်အပေါ်ကစဘာပြောင်းမှုစိပြောင်းရိုးနှံ့ပတ်စသည်တို့နှင့်အမောက်လျံကြီးဖုံးထားရန်အမိန့်ထုတ်ပြီးနောက်လက်ရွေးစင်သိုးများနှင့်အခြားတိရစ္ဆာန်9ကောင်10ကောင်ကိုခေါ်၍အစာစားခိုင်းထားပြီးလင်ဥတာယာကိုထိုတိရစ္ဆာန်များအစာစားနေသည်ကိုမြင်နိုင်လောက်သည့်နေရာသို့ရအောင်ပြည့်ရဲ့ဆင်၍ခေါ်လာစေသည်ဥတာယာသည်ဗန္ဓုလာ၏ပြည့်ရဲ့ကိုနားမလည်သဖြင့်အစာပြည့်လျံနေသောစားကွက်များ၌တိရစ္ဆာန်များစားနေသည်ကိုမြင်သောအခါခြေလေးချောင်းကွင်းမှာအစာတွေပေါ်ပါကလားဟုအောက်မေကအပြင်သို့ရောက်တော့လင်ရောက်ချင်းသူနှင့်တွေ့သည့်လူသားတိုင်းကိုပြန်ပြောပြသည်တဆုံနှယုံကြာသောအခါအပြင်မှတနီးနီးနှင့်စဘာမရလင်အခက်တွေ့ရဖို့ဘေးဆိုင်၍နေသည်ထိုအတော်တွင်ဗန္ဓုလာမှာခါတိုင်းကဲ့သို့အပြင်သို့ထွက်ခြင်းမရှိဘဲဥသာကောင်အိမ်ထဲမှသာနေသည်တကားဝ၌လဲကြောင်းမဖွဲကောင်းသောခွေးကြီးများကိုအဆောင်ထားသည်တခါတရံအပြင်သို့ထွက်ပြန်ပါလဲခွေးများကနီးကပ်စွာခြံရံပြီးလင်အခန်းအနားနှင့်ထွက်သည်ခွေးများသည်ဗန္ဓုလာအနားသို့နီးအောင်ကပ်လာသောတိရစ္ဆာန်တိုင်းကိုစီး၍ဟိန်းသည်ထို့ပြင်ဗန္ဓုလာသည်တနင်္ဂနွေနေ့မနက်တွင်အမိန်ပေးစရာရှိသည်များကိုခါတိုင်းကဲ့သို့ကိုယ်တိုင်ထွက်၍ပေးခြင်းမှပေးပြီးလင်တန်ကြောင်ကိုသာအမိန်ပေး၍တဆင်ခိုင်းသည်တနေ့သောတနင်္ဂနွေနေ့မနက်တွင်တန်ကြောင်ကဥခါသာကျက်မှများသည်ဥသမျှကြက်ဥများကိုပေးကြရမည်ဟုအမိန်ထုတ်သည်ဗန္ဓုလာသည်လူသားများထံသို့တနင်္ဂနွေတစ်ပတ်လင်ကြက်ဥ400သွင်းရန်ဥတာယာနှင့်စာချုပ်ထားသည်ဗန္ဓုလာ၏ကျက်မှာကြက်ဥရောင်းရသောငွေစားနှင့်စဘာပြောင်းရိုးစသည်တို့အလွန်လောက်ဝယ်ရန်ဖြစ်သည်သို့မှသာခြေလေးချောင်းကွင်း၏ငတ်မွခြင်းပြဿနာများပြေပြောက်နိုင်မည်သူတို့ဥသမျှကြက်ဥများကိုအကုန်ပေးရမည်ဟုပြောသောအခါကြက်မများကကျဲလောင်စွာကန့်ကွက်ကြသည်သူတို့ဥသမျှကြက်ဥများကိုယူရလိမ့်မည်ဖြစ်ကြောင်းနှင့်တင်ကြို၍ပြောထားသည်မှာမှန်တော်လဲကြက်မများကတကယ်ယူလိမ့်မည်ဟုမထင်မိခဲ့ကြကြက်မများကသူတို့ဥသမျှကိုအကုန်ယူမည်ဆိုလင်မျိုးကိုပြုတ်စားသည်နှင့်တူလိမ့်မည်ဖြစ်ကြောင်းပြန်ပြောကြသည်
ဒီကိစ္စမှာအတော်အရေးကြီးသည်ဥဒါကောင်ကိုတော်လန်လိုက်ပြီးနောက်ဒီကိစ္စတော့အရေးကြီးသောကိစ္စမပေါ်ပေါက်ဘူးသေးကျမ၃ကောင်ကခေါင်းဆောင်၍ဗန်နုလာ၏အစီအစဉ်ကိုမပြတ်ပြတ်အောင်ဖျက်ချဖို့လုပ်သည်အားလုံးသောကျမများကဥကနေကြလင်ဥချင်းတဲနိုင်မဟုတ်ပဲထုတ်တန်းပေါ်သို့ပြန်တက်ပြီးထုတ်တန်းပေါ်ကဥရွေချရန်စီစဉ်ထားကြသည်ဤနည်းဖြင့်ဥသမျှကြက်ဥတို့မှအားလုံးကွဲကုန်ကြသည်ထိုအခါဗန်နုလာကကျမများကိုအစာမကျွေးပဲထားဖို့ချက်ချင်းအမိန့်ထုတ်လိုက်သည်ဗန်နုလာသည်လှင်လဲလှင်သည်ရက်လဲရက်ဆက်သည်ဒေါ်လာနေကြသောကျမများကိုစံတစိတ်စပားတစ်လုံးတော်များပေးမိခဲ့သောထို့သို့ပေးမိသောတိရစ္ဆာန်များကိုသေတံပေးမိဟုလည်းဗန်ဒူလာကအမိန့်ထုတ်ထားသည်ဗန်ဒူလာ၏သေတံမိန့်ကိုတိရစ္ဆာန်များကြက်တီးစွာလိုက်နာကြရန်လဲခွေးများကိုအဆောင်ခိုင်းသည်ကြက်များသည်9ရက်တိုင်အောင်တော်လန်ကြပြီးနောက်စထမမြောက်နေ့တွင်လက်မြောက်ကဥချင်းသို့ပြန်၍ဥကြရသည်ထိုအတော်အတွင်းကျမ9ကောင်သေသွားသည်သူတို့၏ရုပ်အလောင်းများကိုခြံစည်းရိုးတောင်းတွင်မြုပ်ပြီးလင်သူတို့သေခြင်းမှာကြက်နာကြ၍သေခြင်းဖြစ်သည်ဟုပြောသည်ဥဒါယမှာဤအကြောင်းများနှင့်ပတ်သက်၍ဘာကိုဘာမျှမကြားမသိရဗန္ဓုလသည်စာချုပ်ရှိသည့်အတိုင်းကြက်ဥ400ကိုတနင်္ဂနွေတစ်ပတ်တစ်ခါကြဥဒါယလာယူတိုင်းစီး၍ပေးသည်ဥဒါယကလှဲနှင့်လာယူသည်ထိုအတော့အတွင်း၌ဘော်ဗျူ၏အကြောင်းကိုဘာမှသတင်းမကြရဘော်ဗျူသည်ဥပေါကျော်ကွင်းပန်း၌ပုံနေသလိုလိုဥအောင်ပန်းကွင်းပန်း၌ပုံနေသလိုလိုကောလာဟာလာပြောတန်ကြားရသည်ထိုအခါတွင်ဗန္ဓုလမှအနီးနားရှိလူသားများနှင့်ရခင်ကထပ်ပို၍တဟဇာတဖြစ်နေသည်ခြေလေးချောင်းကွင်းကပြင်တော်အိမ်ကြီးကိုဖျက်၍ထားသောတစ်သားပုံကြီးတစ်ခုရှိသည်ထိုတစ်သားပုံကြီးကိုရောင်းလင်ဈေးကောင်းရလိမ့်မည်ဟုဥတာယာကဗန္ဓုလကိုပြောသည်ဥပေါကျော်နှင့်ဥအောင်ပန်းနှစ်ယောက်စလုံးကထိုတစ်သားများကိုအင်မတန်လိုချင်နေကြသည်ဘယ်သူကိုရောင်းရမည်ဟုဗန္ဓုလစိတ်ထဲတွင်မဆုံးဖြတ်ရသေးတစ်သားများကိုဥပေါကျော်ကိုပဲရောင်းလိုက်တော့မည်ဟုလုံးလိုက်ပြန်လင်ဘော်ဗျူမှာဥပေါကျော်ကွင်း၌ပုံနေသည်ဟုဖြစ်ရပြန်သည်တဖန်ဥအောင်ပန်းတို့ရောင်းလိုက်တော့မည်လုံးလိုက်ပြန်တော့အခါလဲဘော်ဗျူမှာဥအောင်ပန်းကွင်း၌ပုံ၍နေသည်ဟုဖြစ်ရပြန်သည်တနေ့သောຫນွေဥပေါမနက်ခင်းတွင်ရုတ်တရက်ထိတ်လန့်ွယ်သတင်းတစ်ခုကြားရသည်ထိုသတင်းအရဘော်ဗျူသည်ညတွင်ခဏခဏခြေလေးချောင်းကွင်းသို့တိတ်တိတ်ပုံလာနေသည်ဘော်ဗျူသည်ညတိုင်းလာ၍စပားကိုခိုးနို့ဘုံကိုမှောက်ကြက်ဥတွေကိုခွဲပြိုးခင်းတွေကိုနင်းတစ်ပင်တွေကိုကိုက်ပစ်နေသည်ထိုသတင်းကြောင့်တိရစ္ဆာန်များမှညတွင်အိမ်မပြောနိုင်အောင်ရှိကြသည်တစ်ခုခုမကောင်းတာဖြစ်လင်ဘော်ဗျူကိုပဲအပြစ်ချကြသည်ပရင်းပေါက်တစ်ခုခုပြတ်သွားလင်ဖြစ်စေရေမြောင်းတစ်ခုပိတ်နေသည်ဖြစ်စေဒါဟာညကဘော်ဗျူလာလောက်သွားတာပဲဟုပြောကြသည်စပားကြီးကတော့ပျောက်သွားလင်လဲညကဘော်ဗျူလာပြီးခိုးသွားသည်ဟုတိရစ္ဆာန်အားလုံးကယုံကြသည်တော့မှအထာမ၍ရှာမတည်ခြင်းဖြစ်ပြီးလင်နောက်နေ့တွင်နှမ်းပတ်အိမ်သားကပြန်၍တွေ့တာတောင်ဒီတော့ကိုဘော်ဗျူခိုးသွားသည်ဟုပင်ဆက်၍ယုံကြသည်နွားမများကလည်းသူတို့အိပ်ပျော်နေကြတော့ဘော်ဗျူသည်တိတ်တိတ်လာပြီးသူတို့နှုတ်ကိုညှစ်ယူသွားပါသည်ဟုတညီတညွတ်တည်းပြောကြသည်ဗန္ဓုလကဘော်ဗျူလောက်ကင်နေသည်မြအကုန်သိအောင်စုံစမ်းရမည်ဟုအမိန့်ထုတ်သည်ဗန္ဓုလသည်နောက်လိုက်နောက်ပါခွေးများနှင့်တကွင်းလုံးနှက်နေအောင်လိုက်၍ဆေးဆေးသည်အခြားတိရစ္ဆာန်များကခလန်းလန်းကနေ၍လိုက်ကြသည်ဗန္ဓုလသည်လေငါလန်သွားမရင်တခါအနံ့ခံရင်လှုပ်သည်ပြီးလင်ဘော်ဗျူအနံ့ကိုသူသိသည်ဟုပြောသည်ကုန်းဆောင်မှာရောကြည်ထဲမှာရောကြက်ချန်ထဲမှာရောချမောင်ခင်းထဲမှာရောဘယ်နေရာမှာမဆိုဘော်ဗျူအနံ့ရသည်ဟုဗန္ဓုလကပြောသည်နောက်ဆုံးတွင်ဗန္ဓုလသည်မြေကြီးကိုနှုတ်သည်နှင့်4-5-6 ခါနမ်းပြီးလင်ဒီနေရာကိုဘော်ဗျူရောက်တယ်သူ့အနံ့ကိုငါကောင်းကောင်းသိတယ်ဟုကျေလောင်စွာပြောသည်ဘော်ဗျူနာမည်ကိုပြောတန်ကြားလိုက်သည်နှင့်တပြိုင်နက်ခွေးများကသွားများကိုဖြည်းဖြည်းလင်ကြောက်မက်ဖွယ်ဟိမ့်ကြသည်ဘော်ဗျူသည်မမြင်ကွယ်ရာမှနေ၍တိရစ္ဆာန်တို့အားအမြဲရန်ရှာနေသည်ဟုအထင်ရောက်ကတိရစ္ဆာန်များသည်ဘော်ဗျူကိုအလွန်ကြောက်ရွံ့ကြသည်ညနေဆောင်တွင်တန်ကြောင်သည်မျက်စိပြက်ပြက်မျက်နှာပြက်ပြက်နှင့်လာ၍တိရစ္ဆာန်များကိုစုဝေးစေပြီးလင်အရေးကြီးသောသတင်းတစ်ရပ်ကိုပြောပြသည်တန်ကြောင်ကရဲဘော်တို့ဥအောင်ပန်းသည်ငါတို့ခြေလေးချောင်းကွင်းကိုလာ၍တိုက်ဖို့စီစဉ်လျက်ရှိတယ်ဘော်ဗျူကဥအောင်ပန်းရဲ့ငွေကိုစားပြီးဥအောင်ပန်းဘက်မှနေတက်ဥဘလူဖြစ်နေဝင်ပြီးတိုက်လိမ့်မယ်ဘော်ဗျူဟာတကူကောင်းစိတ်နဲ့သာငါတို့ကိုတော်လန်တော့တယ်လို့ထင်ခဲ့မိတယ်လက်စသက်တော့ဘယ်ဟုတ်မလဲ
အစကနဦးကပဲဘောဗျူဟာဥတာကောင်ရဲ့တရှို့ပဲဘောဗျူဟာဥတာကောင်ရဲ့တရှို့ဆိုတာသူထွက်ပြေးပြီးတဲ့နောက်ကြံနေရစ်တဲ့စာတွေကထင်ရှားနေပြီဒီစာတွေကိုတို့ကအခုမှတွေ့ရတယ်အစတုန်းကတော့ငါတို့လည်းမစင်စားပေးကြဘူးနွားတင်းကုတ်တိုက်ပွဲတုန်းကငါတို့ကိုဘောဗျူကအရေးနဲ့အောင်ကြံနေတယ်မောင်မင်းကြီးကအကြံအထမမြောက်လို့ပဲပေါ့သူ့အကြံကအထမမြောက်မယ်ဆိုရင်တော့ငါတို့တွေတော့အကြီးကျယ်ဒုက္ခပဲထို့သို့တုံတုံရည်နဲ့ပြောပြသည်တိဆံများသည်ပါဇက်အဟောင်းသားနဲ့ဘာမှမပြောနိုင်ကြယခုဘော်ဗျူ၏အကြံမှာဓမီဇက်ကိုဖျက်သည့်အကြံထက်10ပြန်15ပြန်ဆိုပေသည်နွားတင်းကုတ်တိုက်ပွဲတွင်ဘော်ဗျူသည်တက်ဦးမှချီ၍ရဲဝင်စွာတိုက်ခဲ့သည်ဥတာကောင်၏တနက်နှင့်ပြစ်လိုက်သောအခါလဲဘော်ဗျူ၏ကြောကိုမှန်သွားသည်တွန်းနှင့်လဲဘော်ဗျူသည်ဥမတုံလဲမလဲတိုက်ခဲ့သည်ထိုအကြောင်းများကိုတွေးဆံများအားလုံးကပဲမှတ်မိကြသည်ယခုအခါဘော်ဗျူသည်ဥတာကောင်၏တရှို့ဖြစ်သွားပြီဆိုခြင်းမှာယုံကြည်နိုင်ဖို့အင်မတန်ခဲရင်သည်ဘာမှမမေ့မဆန်းနေလေရှိသောဂျိုကားကတော့ပဲဘော်ဗျူ၏အကြောင်းကိုမယုံနိုင်အောင်ရှိနေသည်ဂျိုကားသည်ဝှေ့၍မျက်စိကိုဇုံမဲ့၍စဉ်းစားကြည့်ပြီးလင်ဘော်ဗျူဟာတရှို့လုံနေတယ်ဆိုတာငါတော့မယုံဘူးနွားတင်းကုတ်တိုက်ပွဲတော့ကရှေ့ဆုံးကနေတိုက်တာဘော်ဗျူပဲမဟုတ်လားဒါကိုငါကိုယ်တိုင်လည်းမြင်တာပဲပြီးတော့အဲ့ဒီတိုက်ပွဲပြီးပြီးချင်းပဲဘော်ဗျူကိုငါတို့ကတိတ်ဆန်ဇာနီပထမတန်းပွဲနဲ့ငါတို့ချင်းမြင်ကြတာပဲမဟုတ်လားထို့သို့ပြောသည်ထိုအခါတန်ကြောင်ကဒါကဒိုမလို့ပါအခုဘော်ဗျူကြံနေရခဲ့တဲ့စာတွေထဲမှာအသေးချာတွေ့ရတာကဘော်ဗျူဟာဥတာကောင်ရဲ့တရှို့ပဲသူ့အကြံကငါတို့အကုန်ပြည့်စည်အောင်တွေးဆောင်မှုပဲဟုဆိုသည်ဒီတော့ဂျိုကားကဘော်ဗျူတန်ရာရတာကိုငါတို့အကုန်မြင်ကြရတာပဲသူ့တကောင်လုံးမှာတွေးတွေရွှဲလို့လေထို့သို့ပြောသည်ထိုအခါတန်ကြောင်ကဒါကတမင်တက်တက်ရုပ်တိရှိအောင်ဆင်ထားတာပါဥတာကောင်ကတမင်အပေါ်ကိုရှက်ပြီးပြစ်လိုက်လို့ဘော်ဗျူကြောကိုရှက်မှန်တော့တာမဟုတ်လားဘော်ဗျူကြံခဲ့တဲ့စာတွေထဲမှာအဲ့ဒီလိုကိုတမင်ရှက်ပြီးပြစ်ဖို့စီစဉ်ထားတယ်ဆိုတာအတိလင်းပါတယ်ရဲဘော်တို့ကလည်းစာမဖတ်တတ်ပဲကိုစာသာဖတ်တတ်ရင်တော့ဘော်ဗျူကိုယ်တိုင်လက်ရည်နဲ့ရေးထားတဲ့စာကိုငါပြနိုင်ပါတယ်ဘော်ဗျူကတိုက်ပွဲအရေးကြီးတဲ့အချိန်မှာငါတို့ဘက်ကနေကစင်ကြရထွက်ပြေးကြပြီးဥတာကောင်ကိုအနိုင်ပေးဖို့ကြံထားတာငါတို့ကံကောင်းကြလို့သာဘော်ဗျူကြံမအောင်လားအတူအကြံအောင်တော့မလို့လက်မတင်ကလေးပဲလိုတော့တယ်သူ့အကြံမအောင်တာလဲစင်စစ်တော့ငါတို့ခေါင်းဆောင်ကြီးဗန်နုလာရဲ့သူရတတိကြောင့်ပဲရဲဘော်တို့မှတ်မိကြတယ်မဟုတ်လားဥတာကောင်ဝင်တော့ကလေဘော်ဗျူကရှေ့ဆုံးကနေပြေးလို့နောက်ကတိတ်ဆန်နေအားလုံးလိုက်ပြေးကြတာဒီလိုဖြစ်နေတော့မှခေါင်းဆောင်ကြီးဗန်နုလာကတခါတည်းပြေးထွက်လာပြီးလူသားတွေသေပေတော့ဆိုပြီးဥတာကောင်ရဲ့ခြေသလုံးကိုတအားကျုံပြီးပတ်လိုက်တာကိုမှတ်မိတယ်မဟုတ်လားထို့သောဆိုကဟိုဘက်ဒီဘက်ရင်း၍ပြောသည်တန်ကြောင်ကထိုကဲ့သို့ကွက်ကွက်ကွင်းကွင်းမြင်လောက်အောင်ပြောသောအခါတိတ်ဆန်တို့၏စိတ်ထဲ၌တန်ကြောင်ပြောသည်များကိုအကယ်ပင်မြင်ရောင်၍လာကြသလိုဖြစ်ပြီးလင်ဘော်ဗျူသည်အရေးကြီးသည့်အချိန်တွင်ထွက်ပြေးသည်ကိုအောက်မေ့ကြသည်တို့ရတွင်ဂျိုကားမှမူတန်ကြောင်ပြောပြသည်များကိုမကျေနပ်ထို့နောက်ဂျိုကားကဘော်ဗျူကအစကနဦးကလေးကတစ္ဆာဖောက်လာခဲ့တာတော့မဖြစ်နိုင်ဘူးအခုတော့လေတစ္ဆာဖောက်ချင်ဖောက်မှာပေါ့ဒါတော့ငါလည်းမပြောတတ်ဘူးငါသိသလောက်ပြောရမယ်ဆိုရင်တော့နွားတင်းကုတ်တိုက်ပွဲတိုက်တဲ့အချိန်တုန်းကဘော်ဗျူဟာတစ္ဆာရှိတဲ့ရဲဘော်တကောင်ပဲထို့သို့ပြောသည်ထိုအခါတန်ကြောင်ကဘော်ဗျူဟာတော်လန်ရေးကိုဘယ်သူမှစိတ်ကူးမထဲကြခင်ရှေးပဝေတဏီကြီးကစပြီးဥတာကောင်ရဲ့တရှို့ပဲဆိုတာကိုဒိုခေါင်းဆောင်ကြီးဗန်နုလာကအတိလင်းပြောတယ်ကဲဘယ်သူကဘာပြောချင်သေးသလဲထို့သို့မျက်နှာထားတီတီကြီးနဲ့ပြောသည်ဒီတော့ဂျိုကားကအိုးဒီလိုဆိုရင်တော့ဟုတ်တာပေါ့ရဲဘော်ဗန်နုလာကမဟုတ်ဘဲနဲ့ဘယ်ပြောပါမလဲဟုဆိုသည်ထိုအခါတန်ကြောင်ကဂျိုကားပြောတာမှန်တယ်တခြားရဲဘော်များလည်းဂျိုကားလိုစိတ်ထားမြင့်မြတ်ကြပါဟုဂျင်းနဲ့ဟန်ပြင်ပြောသည်တို့ရတွင်တန်ကြောင်ကသူ၏မျက်လုံးချင်းချင်းကလေးနှလုံးနဲ့ဂျိုကားအားပေကလပ်နဲ့စောင်းကြည့်ပုံကိုထောက်ရသဖြင့်တန်ကြောင်သည်ဂျိုကားအပေါ်၌တကယ်စိတ်ကြည်နေသောပုံမရထို့ကြောင့်တန်ကြောင်သည်တော်တော်မီဟန်ပြုတ်ပြီးမှပြန်၍လှည့်လာပြီးလင်ရဲဘော်တို့အားလုံးတတိနဲ့နေကြပါဦးဘော်ဗျူကလှုပ်ဝက်စွာလွတ်ထားတဲ့တရှို့တွေကအခုပင်ငါတို့ထဲမှာရောက်နေကြပြီလို့လေးနက်စွာသတိပေးစကားပြောသည်ထို့နောက်လေးရက်ကြာသောနေ့ညနေပိုင်းတွင်ဗန်နုလာသည်တိတ်ဆန်များအားစုဝေးစေရန်အမိန့်ပေးသည်တိတ်ဆန်များအစုံအညီစုဝေး၍လာကြသောအခါဗန်နုလာသည်ဝက်များနေရအိမ်မှခွေးကြီး9ကောင်ခြံရံ၍ထွက်လာသည်ဗန်နုလာမှာမကြာမီကတိတ်ဆန်ဇာနီပထမတန်းပွဲနှင့်တိတ်ဆန်ဇာနီဒုတိယတန်းပွဲများကိုသူ့ကိုယ်သူပေးထားပြီးဖြစ်သည့်အားလျော်စွာယခုတစ်ချိန်ထွက်လာသောအခါအဆိုပါဘွဲတစ်သိန်းနှစ်ခုကိုတက်ဆင်၍လာသည်စုဝေးလာကြသောတိတ်ဆန်များမှာခွေးကြီး9ကောင်ကိုမြင်ရသဖြင့်
အားလုံးကုတ်၍နေကြသည်အသေးနှလုံးတုံစရာတစ်ခုကတော့ဖြစ်လိမ့်မည်ဟုလည်းတွေးမိကြသည်ဗန္ဓုလသည်တရိษံပရိသတ်ကိုမျက်နှာထားစိုးစိုးနှင့်ကြည့်ပြီးလင်ကျေလောင်စွာဤတံပေးလိုက်သည်ထိုအခါခွေးများသည်ဝက်လေးကောင်ကိုပြေး၍ကြိုက်ကြပြီးလေဗန္ဓုလစီသို့တရွတ်တရွတ်နှင့်ချီ၍ဆွဲလာကြသည်ဝက်လေးကောင်မှလည်းနာကျင်သဖြင့်ငယ်သံပါအောင်អော်ကြသည်ဝက်လေးကောင်မှနေရများမှသွေးများထွက်၍နေသည်ခွေးများသည်ဝက်သွေးကိုမြည်မိကြသည်နှင့်တပြိုင်နက်တရေစီတကဲ့သို့ဖြစ်သွားသည်ထို့နောက်ခွေးသုံးကောင်ကပြုံးနေထား၍ဂျိုကားကိုကိုက်ပြီးလှုပ်ကြသည်ဂျိုကားသည်ကြပြားခွေးတကောင်ကိုရှေ့ခွာနှင့်အုပ်၍ဖမ်းလိုက်ပြီးမြေကြီးပေါ်တွင်ဖိ၍ထားသည်ဂျိုကားခွာအောက်ရောက်နေသောခွေးသည်ပြင်းထန်စွာဟစ်အော်သဖြင့်ကြံခွေးနှကောင်မှအမိကုပ်၍ပြေးကြသည်ထို့နောက်ဂျိုကားကဒီခွေးကိုတခါတည်းသေသွားအောင်နင်းသက်လိုက်ရမလားချမ်းသာပေးလိုက်ရမလားလို့မေးသည်ဟန်ဖြင့်ဗန္ဓုလကိုလှမ်း၍ကြည့်လိုက်သည်ဗန္ဓုလကဂျိုကားမျက်နှာချိုသွေး၍သူ့ခွာအောက်ရောက်နေသောခွေးကိုချမ်းသာပေးလိုက်ဖို့ပြောမှဂျိုကားကချမ်းသာပေးလိုက်သည်ထိုခွေးလဲဂျိုကား၏ခွာတန်ရာကြောင့်ကိန်ကိန်နှင့်အော်ကတော်ရာသို့ပြေးလေသည်မကြမီစိုးဝေးလာသောတိရစ္ဆာန်ပရိသတ်များလည်းငြိမ်သွားသည်ဝက်လေးကောင်မှဗန္ဓုလ၏ရှေ့၌ကြောက်ထူးတော်၍နေကြသည်ဗန္ဓုလကဝက်လေးကောင်အားသူတို့၏အပြစ်ကိုဖြောင်းချက်ပေးကြရင်ပြောသည်ဝက်လေးကောင်မှအပြစ်ကျူးလွန်မိသဖြင့်နောင်တကြီးစွာရနေကြပုံရှိသည်ထိုဝက်လေးကောင်မှအခြားဝက်လေးကောင်မဟုတ်တင်းနှင်းကုန်နေတိုင်းကျင်းပမြဲဖြစ်သောတိရစ္ဆာန်အစည်းအဝေးများကိုဗန္ဓုလကပိတ်ပင်လိုက်သောအခါထ၍ကန့်ကွက်ခဲမိကြသောဝက်လေးကောင်ပင်ဖြစ်သည်ထို့နောက်ဝက်လေးကောင်ကမိမိတို့မှဘော်ဗျူကိုနှင်ထုတ်လိုက်သည့်အချိန်ကစ၍ဘော်ဗျူနှင့်လှုပ်ဝက်စွာဆက်ဆံနေမိခဲ့ကြကြောင်းဓမီဇက်ကိုဘော်ဗျူလာဖြတ်စဉ်ကလည်းမိမိတို့ကကူညီ၍ဖြတ်မိခဲ့ကြကြောင်းခြေလေးချောင်းကွင်းကိုဥအောင်ပန်း၏လက်သို့အပ်ရန်ဥအောင်ပန်းနှင့်လည်းစာချုပ်ချုပ်ထားမိခဲ့ကြကြောင်းဘော်ဗျူမှာဥဒါကောင်၏လှုပ်ဝက်သောတချို့ဖြစ်ကြောင်းကိုဘော်ဗျူကိုယ်တိုင်ကသူတို့ကိုပြောပြမှု၍သိရကြောင်းနှင့်ဖြောင်းချက်ပေးကြသည်ထိုအခါခွေးများသည်ထိုဝက်လေးကောင်အားလဲမျိုးကိုကိုက်တက်လိုက်ကြသည်ထို့နောက်ဗန္ဓုလကဒီအပြင်ဖြောင်းချက်ပေးခြင်းတဲ့တိရစ္ဆာန်များရှိကြသေးသလားဟုအတန်နှစ်ကြီးနှင့်အော်၍မေးသည်ထိုအခါကြက်ဥချင်းနှင့်ပတ်သက်၍တော်လန်ရန်ကြံစီခဲ့သောခေါင်းဆောင်ကျက်မသုံးကောင်ကထွက်၍သူတို့အားအိမ်မက်ထဲတွင်ဘော်ဗျူကလာ၍ဗန္ဓုလ၏အမိန့်ကိုမနာခံရန်လှုံ့ဆော်ပေးကြောင်းနှင့်ဖြောင်းချက်ပေးကြရာဗန္ဓုလကထိုကျက်မသုံးကောင်ကိုလည်းအဆုံးစီရင်လိုက်သည်ထို့နောက်ဘဲငန်းတစ်ကောင်ကမိမိသည်ဇဗနန်6ခုကိုတိတ်တိတ်ခိုး၍စားမိကြောင်းဖြောင်းချက်ပေးပြန်သည်ထို့နောက်တိုးတစ်ကောင်ကသူ့အားဘော်ဗျူမြောက်ပေးသဖြင့်တောက်ရီကန်ထဲသို့သေးပေါက်ထဲမိကြောင်းဖြောင်းချက်ပေးပြန်သည်ထို့နောက်တိုးနှစ်ကောင်ကဗန္ဓုလကိုလေးစားသည့်ချောင်းစိုးရင်ချက်ဖြစ်နေသောအခြားတိုးဒီတစ်ကောင်ကိုပတ်ချလှည့်လိုက်ပြီးတက်ပြစ်မိကြောင်းဖြောင်းချက်ပေးကြပြန်သည်ထို့သောဖြောင်းချက်ပေးသောတိရစ္ဆာန်များကိုထိုနေရာတွင်ပင်အဆုံးစီရင်လိုက်သည်ထိုနည်းဖြင့်ဖြောင်းချက်ပေးခြင်းနှင့်အဆုံးစီရင်ခြင်းများလာလက်သောဗန္ဓုလ၏ခြေရင်းတွင်တိရစ္ဆာန်အလောင်းများတောင်းလိုပုံ၍လာပြီးလင်ဥဒါကောင်မရှိသည့်နောက်တိရစ္ဆာန်သွေးနှင့်ကင်းဝေး၍နေသောခြေလေးချောင်းကွင်းမှာတိရစ္ဆာန်သွေးနှံ့လှိုင်၍နေလေတော့သည်ထို့နောက်ဝက်နှင့်ခွေးများမှတပါအခြားသောတိရစ္ဆာန်တို့သည်တလုံးတစ်စီးတည်းတိတ်ဆိတ်စွာပြန်သွားကြသည်တိရစ္ဆာန်တို့မှာထိတ်လန့်ကြောက်ရွံ့ကြပြီးလင်စိတ်နှလုံးမတက်မတာရှိကြသည်အချို့တိရစ္ဆာန်တို့ကဘော်ဗျူနှင့်ပေါင်း၍တစ္ဆာဖောက်ခြင်းနှင့်ရက်ဆက်စွာအပြစ်ပေးခံရခြင်းသည်မြည်သည့်အရာကပို၍တုံလုံး၆၆ပဲကောင်းသည်ဟုမပြောနိုင်ကြရခင်ဥဒါကောင်ရှိစဉ်အခါကတိရစ္ဆာန်များအသက်ခံကြရဘူးသည်မှာမှန်သည်တို့ရတွင်ထိုစဉ်ကအသက်ခံရခြင်းမှာလူသားတို့၏အသက်ခံကြရခြင်းသာဖြစ်၍ယခုအသက်ခံရသည်မှာမိမိတို့တိရစ္ဆာန်စက်တူသားအချင်းချင်းအသက်ခံရခြင်းဖြစ်၍ပိုပြီးထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည်ဥဒါကောင်မရှိသည့်နောက်တိရစ္ဆာန်ထဲမှတကောင်းမှအသက်ခံရခြင်းမရှိကြွက်များတော်ပင်အသက်မခံကြရထိုနေ့ကြမှာပင်ဗန္ဓုလ၏အမိန့်ဖြင့်တိရစ္ဆာန်များစွာအသက်ခံကြရသည်တိရစ္ဆာန်တို့သည်ဓမီဇက်တဲသောကမူဘက်သို့တွားကြပြီးလင်တညီတညွတ်ထဲတကောင်နှင့်တကောင်ပူးကပ်ကမြေကြီးပေါ်တွင်လဲလျောင်းကနေကြသည်အတော်ကြာပင်တကောင်နှင့်တကောင်စကားပြောခြင်းမရှိကြဂျိုကားမှာအခြားတိရစ္ဆာန်များကဲ့သို့မြေကြီးပေါ်တွင်လဲလျောင်း၍မနေဘဲမတ်တက်ရက်လျက်ရှိသည်ဂျိုကားသည်သူ့အမိကိုဟိုဘက်ဒီဘက်ခတ်ပြီးနောက်အနှဲငယ်အံ့အားသင့်သောလက္ခဏာဖြင့်ခတ်တိုးတိုးညီးသည်ထို့နောက်ဂျိုကားကတို့ချီလေးချောင်းကွင်းမှာဘယ်လိုများဖြစ်ကုန်တယ်လို့မပြောတတ်ပါဘူးဒီလိုဖြစ်နိုင်လိမ့်မယ်လို့များငါဖြင့်
တခါမှမထင်မိခဲ့ဘူးအရင်စစ်လိုက်တော့တို့တွေးဆန်ချင်းချင်းမကောင်းလို့ဖြစ်ရတာပဲဒီတော့ဒီပြဿနာဟာအလုပ်ကိုပိုပြီးစူးစမ်းလုပ်ကြမှပြပြတ်တော့မှာပဲဒီနေ့ကစပြီးငါမနက်တိုင်းသူများထက်2 နာရီပိုထပြီးတော့အလုပ်လုပ်မယ်ထို့သို့ပြောသည်ထို့နောက်ဂျိုကားသည်ကြောက်တုံးများရှိရာသို့ခတ်တော့ပြေးသွားပြီးလင်အိတ်တန်းမဝင်ခင်2 ကြိမ်တိုင်းကြောက်တုံးများကိုတည်၍ပို့သည်အခြားတွေးဆန်များမှာခွာပြူအနားမှစုဝေး၍နေကြပြီလင်၎င်းမှစကားပြောပေါ်မရသူတို့စုဝေးနေကြသောကမူပေါ်မှနေ၍ကြည့်မိဆိုလင်ခြေလေးချောင်းကွင်းတစ်ခုလုံးကိုကောင်းစွာမြင်နိုင်သည်ခြေလေးချောင်းကွင်းမှာအင်မတန်သားရသည်စကြက်ကလည်းစိမ့်ဆို၍နေသည်တောက်ရည်ကလည်းကြည်လင်သည်လယ်များရာများလည်းစီကားသည်ညနေကလည်းကြည်နူးပဲရှိသည်ဝင်ငါနီးနေအယောင်ကြောင်လဲတကွင်းလုံးမှာရွှေရည်လိမ့်၍ထားတဲ့ကဲ့သို့ရှိသည်ခွာပြူသည်မိမိတို့ခြေလေးချောင်းကွင်း၏တာယာကြည်နူးပဲရှိဟန်ကိုကြည့်၍မျက်ရည်လဲလာတော့သည်သူ့ပါဇက်ကဖွင့်၍မပြောတတ်တော့လဲသူ့ဝမ်းတိုင်း၌ရခင်ကလူသားများကိုတော်လှန်ခဲ့ကြစဉ်ကရည်ရွယ်ချက်များနဲ့ယခုဖြစ်နေကုန်များမှာတခြားစီဖြစ်သည့်အကြောင်းကိုသိသည်မိမိတို့သည်ဗိုလ်ကြီးမျက်မှောက်၌တော်လှန်ရေးတရားဥကိုနာခဲ့ကြစဉ်ကနောက်ဖို့တွင်တိရစ္ဆာန်တို့မှအချင်းချင်းတကောင်နှင့်တကောင်ညှဉ်းပန်းတက်ဖြတ်ခြင်းပြုကြလိမ့်မည်ဟုမထင်မိခဲ့ဗိုလ်ကြီးတရားကိုနာခဲ့စဉ်ကသူ့စိတ်ထဲတွင်နောင်ဖို့၌တိရစ္ဆာန်တို့သည်လူသားတို့ရိုက်ပုတ်ညှင်းဆဲခြင်းမှလွတ်၍အစာရေစာပြည့်စုံလုံလောက်အောင်စားကြရလိမ့်မည်တကောင်နှင့်တကောင်လည်းအခွင့်အရေးတန်းတူရကြလိမ့်မည်အလုပ်ကိုလည်းကိုယ်စွမ်းအားအလိုက်တာလုပ်ကြရလိမ့်မည်ဗိုလ်ကြီးတရားကိုနာသည့်နေ့ကသူကိုယ်တိုင်မိခင်ပြောင်းနေသောဝမ်းပဲကလေးများကိုသူ့ရင်ဝင်ထဲ၌ထဲ၍စောင့်ရှောက်ပေးခဲ့သည့်ဤသူအားနေသောအကောင်ကိုအားကြီးသောအကောင်ကကာကွယ်ပေးလိမ့်မည်ဟုထင်မိခဲ့သည်ယခုတော့ထို့သောမဟုတ်၍တိရစ္ဆာန်များထဲမှအချို့ကကြည်လီသောပြစ်မှုများကျူးလွန်ကြောင်းဖြောင်းချက်ပေးသူကပေးခွေးကြီးတွေကနေရာတကာလဲ၍မိမိတို့၏ရဲဘော်များကိုကိုက်တက်ချင်တိုင်းကိုက်တက်၍နေကြပြီလေမိမိတို့ဝမ်းထဲ၌ရှိသည့်အကြံကိုတကောင်နှင့်တကောင်ထုတ်ဟ၍မပြောရဲဝင်လာအောင်ရှိနေကြပြီခွာပြုစိတ်ထဲတွင်ခြေလေးချောင်းကွင်းကိုတော်လန်လိုသောစိတ်ဂလန်ကဆန်လှုပ်လိုသောစိတ်ထားမရှိယခုခြေလေးချောင်းကွင်း၏လက်ရှိအခြေအနေမှာညီမျှပင်စိတ်မကြေနပ်ဖွယ်ရာရှိတော်လဲဥတာကောင်လက်ထက်ကနှင့်နိုင်စားမည်ဆိုလျှင်အများကြီးတော့ပို၍ကောင်းသည်ထို့ကြောင့်လူသားများပြန်၍မလာနိုင်အောင်ကာကွယ်ဖို့လုပ်ကိုရှေးဥစွာလုပ်ကြရမည်တို့ဖြစ်ရာခြေလေးချောင်းကွင်း၌ယခုလောလောဆယ်ဘာပဲဖြစ်၍နေခွာပြုစိတ်ထဲ၌သူသည်တစ္ဆာစောင့်တည်၍အလုပ်ကိုကြိုးစားပြီးလင်ပေးသမျှအမိန့်ကိုနာခံလျက်ဗန္ဓုလ၏ဥခေါင်းဆောင်မှုကိုခံယူမည်ဟုအောက်မေ့သည်ခွာပြုသည်ဘယ်လိုပင်စိတ်ထားကောင်းတော်လဲခြေလေးချောင်းကွင်း၌လက်ရှိဖြစ်ပြနေသောခြေနေမှာမိမိတို့လက်ဦးရည်မှန်းထားခဲ့သောရည်ရွယ်ချက်များနှင့်တခြားစီဖြစ်၍နေသည်ကိုကောင်းစွာသဘောပေါက်နေသည်ဥဒါကောင်၏တနက်ပြောင်းဝါနှင့်ရင်ဆိုင်၍တိုက်ခဲ့ကြခြင်းဓမီဇက်ကိုတဲခဲ့ကြခြင်းတို့မှာဗန္ဓုလကခွေးများကိုလက်သက်မွေး၍လှုပ်ချင်သလိုလှုပ်ဖို့မဟုတ်ဤသို့လင်ခွာပြူတွေးမိသည်တို့ရတွင်ဖွင့်ဟ၍ကမပြောတတ်ခွာပြူသည်ဖွင့်၍မပြောတတ်တော့လဲသူ့ဝမ်းထဲကတွေးမိသည့်အတိုင်းမှန်သည်ဟုသဘောရသဖြင့်ဒုတိယဆန်တခြင်းကိုစ၍သည်ဆိုသည်သူအနား၌ရှိကြသောတိရစ္ဆာန်တို့ကလည်းဝိုင်း၍ဆိုကြသည်အားလုံး3 ကြိမ်၌နာပြောပဲကောင်းစွာဆိုကြသည်တို့ရတွင်ခါတိုင်းဆိုကြတဲ့ကဲ့သို့မဟုတ်ဘဲလေးလေးနှင့်လွမ်းဆုပ်ဖွယ်ဆိုကြသည်ရခင်ကဒုတိယဆန်တခြင်းကိုထိုမြလောက်လွမ်းဆုပ်ဖွယ်ကောင်းလောက်အောင်မဆိုကြသဘူးဒုတိယဆန်တခြင်းကိုတတိယအကြိမ်ဆိုပြီးသည့်အချိန်တွင်တန်ကြောင်သည်ခွင်းနှကောင်ရန်၍အရေးကြီးသောစကားပြောလိုဟန်ဖြင့်ပေါက်လာသည်တန်ကြောင်ကဒီနေ့ကစပြီးဒုတိယဆန်တခြင်းကိုမဆိုဖို့ရဲဘော်ဗန္ဓုလကအမိန့်ထုတ်လိုက်ပြီးထိုးသို့ပြောသည်ထိုကတိရစ္ဆာန်များမှာမျက်လုံးမျက်စံပြူ၍တွားကြသည်ဟေးဘာဖြစ်လို့မဆိုရမှာလဲဟာမုံစိတ်ကမေးသည်ထိုအခါတန်ကြောင်ကဘာလို့ရမလဲရဲဘော်ကနောက်တို့ရဲ့ဒီဒုတိယဆန်တခြင်းကိုဆိုကြဖို့မလိုတော့လို့ပေါ့ဟာဒုတိယဆန်တခြင်းကတော်လိုင်းတခြင်းလေအခုဒုတော်လိုင်းကအောင်းနေပြီအောင်မြင်ပြီဒီနေ့မိုးလွဲချိန်မှာတစ္ဆာပေါက်တွေကိုအဆုံးစီရင်လိုက်တာဟာဒုတော်လိုင်းရဲ့နေကုန်းချုပ်ပေါ့ကွာအခုတို့ဟာအတွင်းရန်နဲ့အပြင်ရန်သူတွေကိုအကုန်လုံးအောင်နိုင်ပြီဒုတိယဆန်တခြင်းကတို့ရဲ့ရည်ရွယ်ချက်ကိုမျှော်မှန်းတောင်းတတဲ့တခြင်းအခုတော့တို့ရည်ရွယ်ချက်ဟာမျှော်မှန်းတောင်းတတဲ့အခြေအနေကနေပြီးတကယ်ဖြစ်မြောက်လာတဲ့အခြေအနေကိုရောက်သွားပြီဒီတော့ဒုတိယဆန်တခြင်းကိုဘယ်ဆိုဖို့လိုတော့မလဲထို့သောပြန်ပြောသည်ထိုစကားကိုကြားသောအခါတိရစ္ဆာန်များမှာထိတ်လန့်ကြောက်ရွံ့နေကြလျက်နေမယ်ဒုတိယဆန်တခြင်းကိုမပိတ်ပင်တဲ့ကြောင်းနဲ့
ထ၍ကန့်ကွက်လိုသောဆန္ဒပေါ်လာကြသည်သို့သောထိုခိုက်တွင်တိုးများကခြေလေးချောင်းကောင်းတယ်ခြေနှချောင်းမကောင်းဘူးဟုဆက်ကစူညာသောအော်ကြသဖြင့်စကားပြတ်သွားပြီလေမကန့်ကွက်ပြတော့ဤနည်းဖြင့်ဒိုးတိဆန်တချင်းအတန်မှာပျောက်ကွယ်သွားလေသည်ဒိုးတိဆန်တချင်းအစားကြပြားတို့သေးဆွဲကအောက်ပါတချင်းကိုဆက်ပေသည်သေးဆွဲဤတချင်းအစ်မှာတရိษံကုန်းငါတို့သစ္စာစောင့်မဲ့တရိษံကုန်းဟူ၍ဖြစ်သည်တချင်းအစ်ကိုတနင်္ဂနွေနေ့မနက်တိုင်းအလံတင်ပွဲအပြည့်တွင်တိဆံများဆိုကြရသည်တို့ရတွင်ဆိုလို့သာဆိုရသည်တိဆံတို့၏စိတ်ထက်၌ဒိုးတိဆံတချင်းကိုဆိုရသလောက်အစီသားပါသည်ဟုမထင်ကြဒီနေရာမှာခြေလေးချောင်းတော်လိုက်အပိုင်းကဖတ်လို့ပြီးပဲဖြစ်ပါတယ်နောက်ထပ်အပိုင်းဇက်တွေကိုလည်းဆက်ပြီးဖတ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ရေးမြင့် channel ကို like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာ